ပြောငါမျိုးဟုံးပေါင်းကိစ္စပြောဖို့ကတကားလေးခဏဖွင့်မအောင်ဟာရမျိုးငါပြောဖို့ဒီနေ့တော့ကမင်းဟုံးပေါင်းမိနေတော့မျိုးငါနောက်နှစ်မှပဲပေါင်းပြီးတော့မယ်ဟာအေးခဏနေပါဦးကွာမင်းရဟဲ့ရောက်ပြီခဏလေးပါဟာဟာရဟာငုံနေတော့ကွာ The next day ဒီနေ့ဒီကောင်တော်တော်ငြိမ်နေနော်ဒီနေ့ငါဟုံးပေါင်းပြီးတော့ဒီကိန်းမစိတ်ကောက်နေပြီလားဒီငါချောင်းကြည့်မှရအောင်ဒီကောင်တော်တော်စိတ်ဝင်စားတယ်တော့ဘာစိတ်ဝင်စားလဲပြဒီဘာစိတ်ဝင်စားနေရလဲပြောပြောကြတယ်လို့မြို့ကဗီဒီယိုရှော့ချင်တယ်လို့ပြောနေတယ်တိုင်လို့ပြောစိတ်ရှော့နေတယ်